ဓာတ်နဲ့ထိုးလဲပြုံးပြလိုက်ပါဆိုလို့ပြုံးပြလိုက်တာတင်းချိုင်းကုန်းတစ်ခါတည်းရောက်သွားအခုပြောနေတာလဲတမလွန်ဘဝကနေပြောပြနေတာတီးဖို့အဲ့ဟာမျိုးရဲ့နော်ဘယ်လိုပြောမလဲညီလေးတစ်ချင်းတည်းရတော့နောက်ကြောကိုဓာတ်နဲ့ထိုးလဲပြုံးပြလိုက်ပါအဲ့တစ်ချင်းတည်းစားတာတော့အဲ့နော်ဓာတ်နဲ့ထိုးလဲပြုံးပြလိုက်တာဖွားတမလန်ဘွားရောက်သွားပြီကွာတင်မလားနော်တမလန်ဘွားတော့စကားလေးပြောနေရပြီโอเคအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဗါတယ်လုံးပြရှင်လေးဆိုတော့ကျွန်တော်ခုလိုမျိုး AI နဲ့ဖန်တီးထားတဲ့ဗီဒီယိုလေးတွေပေါ့ဗျာဒီနေ့ကတော့ဟာတာဗီဒီယိုလေးတွေပါဟာတာဖဲကိုကျွန်တော်ရောက်ပါပါဘာဖြစ်လို့လဲဆိုတော့တနေ့တာအမိုးလေးတွေပြောင်းဖို့ဗျာအလောကလာလာဖြစ်ဖြစ်စိတ်ညစ်နေတာဖြစ်ဖြစ်ကွာတနေ့တာအမိုးလေးတွေပြောင်းတော့ကျွန်တော်ကလူရှင်လိုကြီးလုံးပေးမှာပါကျွန်တော်လူရှင်လိုလုံးပေးမှာပါဒီနေ့ကတော့ဟာတာ AI နဲ့ဖန်တီးထားတဲ့ဟာတာဗီဒီယိုလေးကိုကြည့်ပြီးတော့တနေ့တာအမိုးလေးတွေပြောင်းစေအောင်လို့ကျွန်တော်ဟာတာလေးနဲ့တင်ဆက်ပေးမှာပါနော်โอเคအခုတော့ဒီဗီဒီယိုလေးကိုကြည့်ခင်မှာကျွန်တော်ရဲ့ page လေးကို follow လေးလုပ်ထားပေးပါဦးဗျာနောက်မှာလည်းကျွန်တော်ဘူဒရာဇာနဲ့ဟာတာလေးကိုတင်ဆက်ပေးပါအောင်အမြဲတမ်းတွေ့ရအောင်လို့ follow လေးလုပ်ထားပေးပါဦးဗျာโอเคအခုတော့ကျေးဇူးပါโอเคကျွန်တော်ဒီဗီဒီယိုလေးတွေကိုဘယ်လိုပြောမလဲအတူကြည့်ကြရအောင်နော်ဘယ်လိုဟာတာလေးပါမလဲဆိုတော့စိတ်ဝင်စားလေးပေါ့ဗျာစိတ်ဝင်စားဖို့လေးကောင်းပါတယ်နော်ပုံတွေကအဲ့လောက်မဟုတ်ပါဘူးတော့စကလုံးလေးတွေနဲ့အသစ်သွင်းထားလို့ဗျာဘယ်လောက်ထိအသစ်ပါလဲစကားတွေကဘယ်လောက်ထိအထိပ်ပေးရအောင်လဲအကုန်လုံးသိရမှာပါနော် Okay let's go ကျွန်တော်ကြည့်ရအောင်နော်စကားပြောနေကြားတယ်မိမမင်းအလှပြင်နေတာဘသူအတွက်လဲတော့အတွက်ပေါ့နော်ငါအတွက်ဆိုလဲအရက်ဖိုးပဲပေးပါကွာအလှပြင်တာပိုက်ဆံကုန်ပါတယ်ရှင်တောက်ခဲ့တဲ့အရက်ဖိုးတွေနဲ့ဆိုကျုပ်တို့ကားဝယ်စီးလို့ရတယ်ဟုတ်တယ်မင်းလည်းမတောက်ပဲหนีလာခဲ့တာပဲဗမာလည်းမင်းရဲ့ကားပဲဟုတ်တယ်လို့ဒီအဲ့ဟာဘယ်လိုပြောရမလဲအဲ့တိုင်မှာဘယ်လိုပြောမလဲအရင်ကတော့တချို့အိမ်ထောင်တွေမှာတော့အရင်တောက်တဲ့သူကတော့ရှိတယ်ကွာအရင်တောက်တဲ့သူရှိအိမ်မှာကြာရင်ဟာနေတောက်ထားတဲ့အရင်နဲ့ဘာဝယ်လို့ရပြီအခုနေတောက်ထားတဲ့အရင်နဲ့ဘယ်လိုလုပ်လို့ရပြီရွှေဝယ်လို့ရပြီပေါ့ကွာအဲ့တော့အိမ်ထောင်တို့ကပြောကြတယ်ကွာနော်အရင်ကဘာပြောလဲဆိုတော့နေတောက်ထားတဲ့အရင်နဲ့ကြာရင်ဘယ်မှာလဲဝယ်ထားတယ်ကားတယ်နော်အဲ့တော့ဟာခွေးလေးတွေရှိတယ်ဟာခွေးလေးတွေရှိတယ်နော်အဲ့တော့ရှောက်မလုံးနဲ့ရှောက်မပြောနဲ့ဆင်ရှင်ပြီးပြောပါစတာပါโอเคစစ်ကြည့်ကြရနော်ဟေးကောင်းကျော်ကြီးငါဖာသွားချမလို့လိုက်ဦးမလားငါမှပိုက်ဆံမရှိဘူးကွာပိုက်ဆံမလိုပါဘူးကွာလိုက်မှတော့လိုက်ခဲ့သမှာကွာโอเคကွာဖာချရကြည့်သေးရဲ့ကွာကျက်ငုံမကျော်ကြီးငါမှတော့ဖာချရမယ်ဆိုလို့ပျော်ပြီးလိုက်လာတာအခုတော့ကုန်ထမ်းချနေရတယ်ငုံမခွေးသားဟိုဘက်ကကြိုးရီကိုတော့ခေါ်တော့ဘုံဘာလို့ဒီလောက်ရင်နေတာလဲဖေရသွားပါပြီဒီမိမကတော့ငါဆေးကြောက်ထက်ချက်ထားတဲ့ကြက်သားဟင်းကွက်ဖုံကြီးစွန်းကတ်လိုက်ပြီထင်တယ်ကွာဟဲ့ဆေးကြောက်တဲ့ဘိုင်းနဲ့လောရင်လည်းကောင်ရှိရောအဲ့တော့ရီတဲ့ကောင်ကြီးအသေးကြီးတာကွာသိမလားလောဖို့တဲ့ကောင်တွေသိပါတယ်ဒါတွေရောသိမလားအဲ့တော့ညာတော့မညာနဲ့ကွာလုံးရင်လုံးဖို့အောင်နော်သိပါတယ်ဒီကြောင်းလေးဘယ်လောက်ရီမိုးတော့ဘယ်လောက်ကောင်းလဲဆိုတော့ကိုယ်တော့မလုပ်ဘူးကွာသိမလားကိုယ်ကလူလိမ္မာတွေဆိုတော့သိမလားဒီမွေးဆေးဝါးတွေဝေးရှောင်းတယ်ကွာသိမလားနော်ကိုယ်ကလူလိမ္မာတွေပါအဲ့ဒါအနက်တော့ခံနိုင်ဘူးကွာအဲ့ဒါသိမလားဖုန်းတော့ရီတယ်ကဘာကြီးကိုပြောင်းလဲကြည့်ရင်မိမမရခင်ပြောင်းလဲကြမိမရသွားပြီးရင်တော့ TV channel တောင်ပြောင်းနိုင်မှာမဟုတ်ဘူးအဲ့မှာဆို TV remote တွေလွတ်ရတယ်ကွာသိမလားအရှင်မကြည့်နေပြီဘယ်သူမှကင်လို့မရတော့ဘူးလေစားစရာမရှိလို့လက်ခွေလာထိုးတာခုဝါးစရာသွားမှမရှိတော့ဘူးဟုတ်ကြား EPC ကမီးဖြတ်တော့ဝိုင်းဆဲလိုက်ကြတာခု KTV ထဲကြတာညီမလေးမီးပိတ်ပေးပါလားတဲ့အဲ့တော့ခေါ်တယ်တက်ရှိရအဲ့လိုခေါ်တယ်တက်ရှိရအဲ့လိုခေါ်တယ်တက်ရှိရငါလည်းပါလာမသိဘူးဟဲ့ဟိုစားရပါကိုရီးယားလူလိမ္မာတယ်ကွာโอเคဒီနေ့ဗီဒီယိုလေးကတော့အများကြီးတော့မပါဘူးညာဒီတော့ပါပဲအများကြီးဆိုရှင်းနေပါဆိုတော့ညာတည်မလားနေပါပဲလောက်လိုက်တာပါနော်အကောင်လုံးဒီထဲမှာဟာတာတွေတော့ရှိပါပါအကောင်လုံးဘယ်လိုပြောမလဲတင်တာမိုးလာတာတွေကိုတင်မလာတာတွေကိုအမိုးပြေစေအောင်လို့ကျွန်တော်လုပ်ပေးခြင်းဖြစ်ပါတယ်နော်
ဒီထဲမှာအတိတ်ပဲလေးတွေတော့ရှိပါပါနော်တစ်ချက်ကောင်းတယ်မင်းတို့တွေ KTV တော့မိပိုက်ခိုင်းတဲ့ကောင်တယ်နော်နိုင်ငံတော်က ABC ဖြတ်ပေးထားတာကိုအဲ့ဒါကိုကြားတော့မင်းတို့တွေဘာဖက်ညာဖက်လို့ပြောတယ်ပြီးတော့ KTV တော့ပြီးတော့မိအတင်းပိုက်ခိုင်းတယ်နော်အဲ့လိုကောင်ရရှိပါတယ်ဒါကတော့အပြစ်ပြလို့မရပါဘူးပြီးတော့ဆေးချောင်းရှိတာကိုဖုန်းကြီးတွေကိုမကတ်ပါနဲ့နော်အဲ့ဒါတော့သတိပေးလိုက်ပါတယ်โอเคဒီတော့အများကြီးတော့မဟုတ်ဘူးကြာဒီလောက်ပါပဲเนาะကျွန်တော်တို့ဒေတာအမိုးလေးတွေကိုပြပြောင်းစီရှင်ရောကျွန်တော်ဒါလေးတွေကိုလုပ်ပေးခြင်းဖြစ်ပါတယ်เนาะနောက်ဗီဒီယိုလေးမှာအကုန်တွေ့ကြရင်ကြာเนาะကိုယ်အကုန်ဖမ်းမယ်နောက်ဗီဒီယိုလေးမှာတွေ့အောင်အကုန်လုံး page လေးကို follow လေးလုပ်ထားပေးပါအောင်ကြာเนาะโอเคဖမ်းပါ